မင်္ဂလာပါဒါကပဲကျွန်တော်မှကြိုဆိုပါရရှင်ဒါကြတော့60 kg ပါတဲ့ chief fastပါကီလိုကိုဖော်ပြမှာဖြစ်ပါတယ်ဒီ60 kg ပါတဲ့ပါကီလိုကိုမှဆက်တော့သေးတဲ့နဲ့ရမှာဖြစ်ပါတယ်ရေတွက်အားဖြင့်ကြတော့ထက်ရေတွက်ကြတော့900အထက်ပါရှိပြီး40 kg မှာကြတော့အထက်ရေတွက်250အထက်ပါရှိမှာဖြစ်ပါတယ်ဒီ chief fast ပါကီလိုကြတော့ဘယ်လိုလူတွေရွေးချက်တင်လဲဆိုတော့ဆိုင်ဖွင့်ချင်တယ်အပေါ်ပိုင်းအင်ဂျီတွေကိုဆူဆူလင်လင်လည်းရချင်တယ်ပါကင်လို့တလို့တဲကိုပဲတိုးချင်တဲ့သူတွေအတွက်ရွေးချယ်ရမှာဖြစ်ပါတယ်အရောက်သေးဆုပ်ဆုပ်လေးလေးနဲ့အထက်ကျော်ကြည့်ပါဦးအများလှတယ်60 kg ပတ်တယ်အထက်ရေတက်900ကျော်ဆိုတော့စိတ်ကြိုက်ရောက်တစ်ခြိုက်လို့တက်လောက်ခဲအပြည့်ခဲလို့ရတယ်ဒါကြတော့မမေဝတ်ထားတယ်လို့မျိုးဒါပေမဲ့သူ့ရဲ့ဒီဇယ်ကတော့ပုံလှတယ်သူ့ရဲ့ကာလာနေတာဒီဇယ်ကတော့ဆက်လာဖြစ်နေတဲ့ဒီလို chief fast ပါကင်လို့ကိုဒဝဲမျိုးမှာမှယူလို့ရနေပါပြီဖြစ်ပါတယ်ရှင်ဆိုင်အမှတ်ကဒဝဲမျိုးဥပယတိုးချက်ရက်ွယ်ယူဇနာလန်အမှတ်3နှစ်မှာမှယူလို့ရနေပါပြီရှင်ဒဝဲမျိုးမှာပါကင်လုံးလေးရွနေပြီလားရှင်တရားစင်နာရှစ်ကြီးလာတဲ့ဝါလာဆိုတာဒွားကဲတိုက်ဒဝဲဆိုပြီးဆိုတာစလုံးနေတာဆက်ဖို့ကြီးရှင်လိုက်မယ်ရှင်အလောလာလေတာဖိခိုးရဲ့